နားရတင်ထားဗီဒီယိုမှာပေါ့နော်မျက်လုံးမလှည့်ပြလိုက်ဘူးနော်သူရဲ့မျက်လုံးလေးကိုကြည့်လို့ရှင်အော်ဒီတိုင်းပဲပေါ့ဒါလဲယူကီလိုမျိုးမျက်လုံးလှည့်လို့မရဘူးထင်တယ်ဒါပေမဲ့လှည့်လို့ရပါတယ်နော်အိမ်မှာချိတ်လိုက်ပါတယ်တခါလေးပေါ့နော်ဘလို့လှည့်လဲဆိုတော့အဲ့လိုလှည့်ပါတယ်ဒီမျိုးလေးပေါ့နော်ချစ်စရာလေးဒါမျက်လုံးကကြာနှစ်ခုပါတယ်အဲ့ဒီလာပြောတာပါဆရာလေးတော်တရားတစ်ခုကလေအစိမ်းနှစ်ခုမပေါက်တာပါဒီအစိမ်းနှစ်ခုအစိမ်းနှူးလေးကတော်တော်လာသလားစိမ်းနှူးကလာကြိုက်တယ်လို့နဲ့မကြိုက်လို့ပြောထည့်လိုက်တာပါအဲ့တော့ that's all bye bye နောက်ထပ် blind mode ကိုဖောက်ပြလို့ရှိရင်လေတင်ပြပါမယ်တာတာ bye bye